အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကချိန်ပြီးသွားနေရင်တော်တော်နဲ့မရောက်တော့လို့ကောက်ခံငင်ငါကြီးထသွားလိုက်တာပေါ့နော်ဟိုတယ်ခန်းနေမရနဲ့ပထမတစ်ညမှာတော့ကျွန်တော်တို့ကငွေဆောင်ရဲ့ဟိုတယ် AC မှာတဲလိုက်ပါတယ်ကျွန်တော်တို့ရောက်ချင်းမှာပဲမိုးတွေကအရန်ကိုရွာနေတာဖြစ်ပါတယ်မိုးရင်းဘက်စက်တင်ဘာလမှာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ဖြစ်ရှင်တော့ကျွန်တော်တို့ကရောက်တဲ့အချိန်ကနေကင်းမဲ့ရောက်တော့ကျွန်တော်တို့ကနေ့လည်စာစားဖို့ဆိုပြီးတော့ချက်ဖို့မှာလိုက်ပါတယ်အားနဲ့ကျွန်တော်တို့ကန်းစီနာ restaurant မှာကျွန်တော်တို့ချက်ဖို့ကိုမှာပြီးစားပါတယ်ကျွန်တော်စားပြီးတဲ့အချိန်မှာပဲမိုးကတိတ်သွားပါတယ်အဲ့မှာကျွန်တော်တို့ကန်းစီဘက်ကိုထွက်ပြီးလမ်းလျှောက်ပါတယ်ဝေဆောင်ဟိုတယ် AC ကြီးကချစ်သူများကျွန်းသားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ view ကတော့အရန်လာပါတယ်ချစ်သူများကျွန်းကိုလည်းတကူးတကာကြီးအဝေးကြီးကျွန်တော်တို့တွားစရာမလိုတော့ဘူးချက်ချင်းချစ်သူများကျွန်းကိုထွက်ပြီးတော့ကျွန်တော်တို့လမ်းလျှောက်လို့လည်းရတယ် AC ရဲ့အခန်းတွေကတော့အရန်ကြီးကောင်းတဲ့ထဲမှာလည်းမပါသလိုအရန်ဆိုးဆိုးရွားကြီးတော့လည်းမဟုတ်ဘူးပေါ့နော်သူကပုံမှန်အခန်းလေးပဲသူရဲ့ဟိုတယ် service ကတော့မြန်မာဆက်စားတော့ဘာမှသိမရှိဘူးပေါ့နော်သူကပုံမှန်ကိုတွေတွားလို့ရမယ်နေလို့ရမယ်အိပ်လို့ရမယ်ဆိုရဲပုံစံဟိုတယ်လေးပဲဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာသူက AC ရဲ့ပူကအရန်လာတယ်ဒီချစ်သူများကျွန်းကိုလည်းလှမ်းပြီးမြင်နေရတယ်ဒီရေဘူးကန်ကလည်းတခြားဟိုတယ်ရဲ့ရေဘူးကန်တက်ကိုအရန်ကျယ်ပေါ့နော်ရေဘူးကန်လေးကတော့အရန်မိုက်တယ်ပေါ့နော်ကျန်တဲ့အခန်းဒီပါကြီးကတော့ပုံမှန်ပါပဲထမင်းစားကန်းကြီးသွားဆော်ပြီးရတယ်ရေဘူးကန်မှာကြီးကူးပြီးတော့အခန်းမှာပြန်ပြီးနားပါတယ်အဲ့ဒီညမှာပဲကျွန်တော်တို့မြို့ထဲကိုသွားပြီးတော့စားစရာတွေကိုသွားဝယ်လာပါတယ်တုတ်တုံးနဲ့သွားတာ1000ပဲပေးရပါတယ်အသွားပြန်အောင်မှအခန်းတစ်ခန်းထဲမှာပဲကျွန်တော်တို့စုပြီးတော့စားကြတောက်ကြပြီးတော့ကိုခန်းကိုပြန်အိတ်လိုက်ပါတယ်နောက်နေ့မနက်မှာတော့ဟိုတယ်ကကျွေးရဲ့ breakfast ကိုစားပြီးတော့ကျွန်တော်တို့ကန်းကြီးကိုထွက်လာပြီးတော့ကျွန်တော်တို့ boat trip သွားဖို့စီစဉ်ထား boat trip သွားတာတွေကလည်း boat trip သွားတာတို့ banana boat စီးရတို့ကလည်းဒီချစ်သူများကျွန်းသားမှာပဲလောက်ကြရတာများတယ်လေတွေကလည်းချစ်သူများကျွန်းသားမှာပဲကတ်ကြတာဆိုတော့နီနီနာလေးပဲကျွန်တော်တို့ boat trip သွားဖို့စီစဉ်လိုက်ပါတယ်ဝေဆောင်မှာ boat trip သွားခြင်းနဲ့ဆိုရင်တော့ဒီကျေတာယာဆိုတဲ့ဒီ boat trip service ရှိရပေါ့နော်ဒီကိုရီးယားသဘောလေးရန်ကောင်းတယ် boat trip သွားမယ်ဆိုရင်ကျွန်းလေးကျွန်းပတ်ပြီးရယ်ပြီးတော့ရင် banana boat တစ်ခုပါ free sea ရရပေါ့နော်ဒါတင်မော်တစည်းစာကို3သိန်းခွဲပေါ့နော်ဒါပုံမှန်ဈေးပေါ့နော်လူကြီးကတင်မော်တစည်းကို6ယောက်ကနေ9ယောက်လောက်ထိဒီစီးလို့ရရပေါ့နော်ကျွန်တော်တို့ပထမတစ်ခေါက်သွားတော့ကကျွန်တော်တို့က speed boat မစီးလိုက်ဘူးကျွန်တော်တို့ကဆက်လီနဲ့ပဲတွားတာပေါ့နော်အေးစီစီလေးတွားခြင်းလို့ဆိုဆက်လီပေါ်ကိုကျွန်တော်တို့ရေခဲပုံးနေနဲ့ဘီယာဘူးတွေပါထည့်သွားပြီးဆက်လီပေါ်မှာအေးစီစီဘီယာတွေပါတောက်ပြီးတော့တွားကြတာပေါ့နော်ဒီ speed boat နဲ့ဒီတစ်ခေါက်တွားတာကကျွန်တော်ဖြစ်ရှင်တော့ကျွန်တော်တို့ကမိုးရင်းဘက်ကြီးလည်းဖြစ်နေမိုးတွေကလည်းအုံနေရပေါ့နော်လှိုင်းလုံးနေရပေါ့နော်ဒီလေကိုရောက်လာလေပိုကြီးလာလေဖြစ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီစီးရတော်တော့ကြောက်ဖို့ကောင်းတယ်ဗျာဒါပေမဲ့ဒီဂျက်တာယာကိုရီးယားပေါ့နော်သူတို့ကသွားနေကြဆိုတော့အဆင်ပြေတယ်ဘာမှမဖြစ်ဘူးဆိုပြီးတော့သူတို့နဲ့တေချာမေးပြီးသွားလိုက်တာပေါ့နော်ပထမဆုံးပတ်ပေးတာတော့လိတ်ကျွန်းပေါ့နော်ဒါအဝေးကနေလမ်းကြည့်လိတ်တစ်ကောင်လိုပဲတော့ဒီဘက်ညာဘက်ကလိတ်ခေါင်းပေါ့နော်လိတ်ခေါင်းဖြစ်နေတဲ့ကျွန်းပေါ့ဒီဘက်ဘက်တော့သူ့ရဲ့ခန္ဓာကိုယ်ပေါ့နော်ဒီလိတ်ကျွန်းကိုတစ်ပတ်ပတ်တယ်ပေါ့နော်လိတ်ကျွန်းကတော့ဒီလိတ်ကျွန်းတစ်ပတ်ပေါ့နော်ပတ်ပြီးတော့ပြပေးရပေါ့နော်ဒီလိတ်ကျွန်းပြီးသွားရင်တော့ကျွန်တော်တို့ဒီဓာတ်ပုံရိုက်နေကြ view ရန်လာတယ်ငှက်ကျွန်းဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ငှက်ကျွန်းကိုရောက်ဖို့ကဒီကျွန်းကိုတစ်ပတ်ပတ်ပြီးသွားပြီးရင်ကျွန်တော်တို့10မိနစ်15မိနစ်လောက်တော့ငှက်ကျွန်းရောက်ဖို့ထပ်သွားရပေါ့နော်ငွေဆောင်သွားတဲ့လူတွေအကုန်လုံးဒီငွေဆောင်ရောက်တဲ့အခောက်တိုင်းပေါ့နော်ဒီ boat trip ကိုသွားဖို့ကျွန်တော်ကတော့ recommend ပေးပါတယ်ဒီငွေဆောင်ရောက်ပြီးတော့ boat trip မသွားခဲ့ဘူးဆိုရင်လုံးဝငွေဆောင်ရောက်ရကြမနှက်ဘူးနော်ငွေဆောင်သွားကြမတန်ပါဘူးဗျာချောင်းတာလိုပဲဖြစ်နေမှာပေါ့နော်ကျွန်တော်ရောက်တဲ့အခါတိုင်းကျွန်းတွေကိုသွားပြအောင်စူးစမ်းတယ်သွားလဲသွားခဲ့ပါတယ်အားလုံးလည်းသွားစီချင်ပါတယ်ဒါကတော့ငှက်ကျွန်းပေါ့နော်ငှက်ကျွန်းကိုကျွန်တော်ကအနောက်ဘက်ကနေပဲမြင်ရရောက်တယ်အဲ့အတွက်ငှက်ကျွန်းအရှိကိုအဲ့လိုမျိုးတစ်ပတ်ပတ်ရတယ်ပေါ့နော်အဲ့အချိန်မှာဒီ drift ဆွဲသလိုမျိုးစောင်းပြီးတော့꿰ပြီးတော့ပေါ့နော်ဒါဟို have fun ဖြစ်အောင်ပေါ့နော်ဒီ adventure လိုပုံစံလည်းဖြစ်အောင်ဒီဂျက်တာယာအကိုရီးယားပေါ့နော်꿰ပြီးတော့အဲ့လိုပျော်အောင်ပေါ့နော်ကျွန်တော်တို့မောင်းပြီးရပေါ့နော်အရှိကိုတစ်ပတ်ကိုပေါ့နော်အဲ့လိုမျိုးလုပ်ပြီးရတစောင်းကြီး꿰ရပါပေါ့နော်အရန်မိုက်တယ်ပျော်စရာကြီးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီငှက်ကျွန်းကိုစပြီးတော့ရောက်လာပါပြီဖြစ်ပါတယ်ငှက်ကျွန်းရောက်ပြီဆိုတာနဲ့အမောတွေအကုန်လုံးပြေးသွားမှာပဲဖြစ်ပါတယ်ဒီငှက်ကျွန်းမှာမြင်ရတဲ့ဒီမြင်ကွင်းရပါတော့ဒီပင်လယ်ရဲ့အလယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာနဲ့မှမတူတော့ရမ်းလာပါတယ်တော်တော်လာပါဒီရာဆိုရင်ဒီလုံးဝမတူဘူးဗျာဒီငွေဆောင်ဘက်ချမ်းနဲ့လည်းမတူဘူးပင်လယ်အလယ်ကကျွန်းဆိုတော့ရမ်းလှရပေါ့နော်အဲ့အတွက်ကျွန်တော်အကုန်လုံးကိုတွားစီခြင်းနဲ့ဒီဘလောက်လှလဲဆိုတော့ကိုယ်တိုင်တွားပြီးတော့ပဲခံစားလိုက်ပေါ့နော်ဒါဆိုဒါတော်တော်များများဒါဓာတ်ပုံရိုက်ကြတဲ့ view point လိုမျိုးနေရာပေါ့နော်တောင်ပေါ်ကနေရမ်းလာတဲ့ view တွေကိုအစရိုက်ပြမလို့ပဲဒါပေမဲ့ကိုတိုင်ရောက်တဲ့အချိန်မှာပဲတေချာခံစားလိုက်ပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်ထပ်တစ်ခုအမှအဲ့ရအောင်မရိုက်ပြခြင်းပဲရိုက်ပြခြင်းနာကတော့ဒီဟာတွေပေါ့နော်ဒီမှာဒီကျွန်းတွေကိုတကူးတစ်ခါကြီးလာပြီးတော့ဒီရေတံဘူးတွေကိုပြန်တည်သွားဖို့ပဲဖြစ်ဖြစ်အမိုက်ပုံးနဲ့ထည့်ဖို့ပဲဖြစ်ဖြစ်တော်တော်ဝင်လေးနေကြလားတော့မပြောတတ်ဘူးနော်အဲ့လောက်ပင်လေရဲ့အလေကကျွန်းကိုတကူးတကဒီအလှတရားတွေကိုခံစားဖို့တွားပြီးတော့တောင်မှပဲတကူးတစ်ခါကြီးကိုအမိုက်တွေကိုပြစ်ခဲ့ကြသေးရပေါ့
ပေါ့နော်ဒါကျွန်တော်ဒါအကုန်လုံးကိုလည်းတောင်းဆိုပါပေါ့နော်ဒီကိုအမိုက်လေးကိုတော့တကယ်ကိုတေချာလေးကောက်ပေးစီခြင်းနဲ့ဒီမောလို့ရေတောက်တာလက်ခံနေရေတံမှုတွေအဲ့လိုပြစ်ခဲ့စရာတော့မလိုဘူးလို့ယူဆရပေါ့နော်အဲ့တော့ဒီသက်ဆိုင်ရာလူတွေလည်းအကုန်လုံးဒီဟာကိုရှင်းလင်းပေးစီခြင်းနဲ့ပေါ့နော်ကျွန်တော်ဒီဟာကစေတနာနဲ့ကျွန်တော်ရဲ့အမြင်လေးကိုပြောခြင်းပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ပြန်ဆင်းလာတာပေါ့နော်ငှက်ကျွန်းကနေပြန်ဆင်းလာပြီးတော့ကျွန်တော်တို့နောက်တစ်ကျွန်းပေါ့နော်ဒီကျွန်းရကျွန်းရှည်ကိုဆက်ပြီးတော့သွားပါတယ်ကျွန်တော်တို့ကျွန်းရကျွန်းရှည်ကိုရောက်တဲ့အချိန်မှာဒါကတော့ကျွန်းရကျွန်းရှည်ပေါ့နော်ကျွန်းရကျွန်းရှည်ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ကဘာမှလည်းမပြောဘဲနဲ့ပေါ့နော်ရုတ်တရက်ကြီးအရှိန်ကိုအတကုံတင်လိုက်ပြီးတော့ပေါ့နော်360 degree ကိုလုံးဝပတ်ပြီးတော့ drip ဆွဲပြီးတော့ရပ်လိုက်တာပေါ့နော်ကျွန်တော်တို့လုံးဝလန့်သွားတယ်ကြောက်လဲကြောက်ပြီးတော့ပေါ့နော်အရန်လန့်သွားပါတော့လုံးဝ surprise ကိုဖြစ်သွားတယ်ဒါပေမဲ့အရန်မိုက်ပါတယ်အဲ့ခံစားချက်ကအရန်စီးလို့ကောင်းပါတယ်လို့ဒါကတော့ကျွန်းရကျွန်းရှည်ပေါ့နော်ဒါ scuba diving ပေါ့နော် scuba diving လုပ်တဲ့နေရာပေါ့နော်ကျွန်တော်ရေငုပ်တဲ့နေရာပေါ့နော်ဝီဆောင်ခဏရောက်ပြီးတော့ boat trip မသွားဘူးသေးဘူးဆိုတဲ့လူတွေ boat trip သွားဖို့အတွက်ကျွန်တော်အကြံပေးလိုက်ပါတယ်ကျွန်းရကျွန်းရှည်ပါရေကူပါပြပါတယ်လူတွေလည်းကျွန်းစရုပ်ပေါက်နေပါပြီမူးတွေလည်းမူးနေပါပြီအန်တဲ့လူတွေလည်းအန်နေပါပြီညတော့တောက်ထားတဲ့အချိန်တွေနဲ့ line အချိန်တွေနဲ့ပေါင်းဆက်သွားမှာဖြစ်ပါတယ်လူတွေလည်းမဲနေပါပြီအိမ်ပြန်ဖို့ပဲလို့អော်နေပါလေအိမ်ပြန်ဖို့ပဲလို့អော်နေပါလေတိုက်တဲ့ဘက်ကဆင်းအခုပန်းကားရှောင်ပြီးဆင်းလာရပြီခဏရှုပ်ဟာဘောကြီးနဲ့ဘယ်လိုလုပ်မြုံမှာတော့အော်နေပါလေလေရှိပေါ်မှာအပေါ်နေပါလေတက်ခဲ့ပေါ်နေဟာတကယ်လို့ဘုတ်ထွက်သွားဖြစ်ခဲ့ရဆိုရင်ဒီဘာကြီးပဲဖြစ်နေခေါင်းမူးနေရပဲဖြစ်ဒီရေကူးပြီးသွားပြီဆိုရင်အရန်ပေါ့ပါပြီးလမ်းဆန်းသွားမယ်ဆိုတာကျွန်တော်လုံးဝအာမခံပါတယ်ရေကူးတဲ့နေရာရောက်ရင်လည်းရေကူးတက်စရာမလိုဘူးပေါ့နော်ဘာမှကြောက်စရာမလိုဘူးပင်လေအလေကြီးမှာဆိုတဲ့အတွက်ကြောင့်နည်းနည်းခံစားမှုကတော့နည်းနည်းလေး emotional ကနည်းနည်းကြောက်တဲ့စိတ်တွေပိုင်းမြင့်တက်နေလိမ့်မယ်ကျွန်တော်တို့လည်းနည်းနည်းတော့ panic ဖြစ်တယ်ပေါ့နော် line နေရလဲရမ်းကြီးနေတဲ့အချိန်ဆိုတော့လေဒါပေမဲ့ဘာမှမဖြစ်ဘူးတက်ခဲ့ဘောကြီးလည်း bio project ကြိုက်တဲ့နေရာနေတင်မောပေါ်နဲ့ခုံချလိုက်အောင်ပဲပြီးရင်ကိုကရေကူးတက်တယ်ဆိုလဲကူးပေါ့နော်ရေမကူးတက်ဘူးဆိုလဲဒီလက်တွေ6တွေခတ်ပြီးတော့ဟိုနားဒီနာတောင်းလို့ရရပါတော့ကျွန်တော်လူတော့ live မလုပ်ပါနဲ့ကျွန်တော်ရေကူးတက်လို့ဆရာကြီးလိုက်လုပ်နေရပါရေမကူးတက်တဲ့လူတွေကတော့အဲကန်ဆယ်နာလေးမှာပဲငုတ်လို့ရရပေါ့နော်ခြေထောက်တဲ့မှီတဲ့နေရာမှာပြီးရင်ဒီဆက်လီဆရာတွေကိုကိုကြီးတောင်းပြီးတော့လဲတွားလို့ရရပေါ့နော်နက်ပသေးမှာပေါ်တယ်အမမြုပ်ချင်တော့မြုပ်လို့မရဘူးအမကျိုးလဲရှိတယ်ကိုရမကန်ထားတယ်လှုပ်ရပြီလှုပ်ရအကူမထိဘူးအဲ့လိုကြီးမထိဘူးကိုကြောက်ဆောင်တော့မကန်နဲ့တော့အဲ့ကြောက်ဆောင်ကချလို့ဘက်ကနေဘုတ်ထွက်သွားပြီဆိုရင်အဲရေကူးတဲ့နေရာမှာရေရောက်ထဲမှာဓာတ်ပုံရိုက်တာတွေဗီဒီယိုရိုက်တာတွေပါလုပ်လို့ရတယ်ပေါ့နော်သူတို့ကဒီရေရောက်ထဲမှာရိုက်ဖို့အတွက်ကင်မရာတွေပါဒီယူလာပေးတယ်ဓာတ်ပုံတွေလည်းရိုက်ပေးတယ်အဲ service လည်းပေးရပေါ့နော်အဲ့ပြင်ငှက်ကျွန်းမှာဓာတ်ပုံရိုက်ဖို့တွေရောဒီဘုတ်ထွက်သွားတဲ့လမ်းကြောင်းပေါ်မှာပေါ့နော်ဓာတ်ပုံရိုက်တာရအစားဒီကျွန်းအကူရဘယ်နားလေးမှာဓာတ်ပုံရိုက်ရင်လှတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်သူတို့ကိုယ်တိုင်လည်းဓာတ်ပုံတွေရိုက်ပေးပါတယ်အဲ့တော့အရန်ကိုအဆင်ပြေပါတယ်လို့အားလုံးဘုတ်ထွက်သွားဖို့အတွက်ကျွန်တော် recommend ပေးပါတယ်ရေကူးနေပါဖြစ်ပါလေကိုလည်းရိုက်ပြီးကိုလည်းကူးပဲဖြစ်ပါလေရေကူးပြီးတော့ကျွန်တော်ငွေဆောင်ဘက်ကန်းကိုပြန်ပါတယ်ငွေဆောင်ဘက်ကန်းပြန်တဲ့အချိန်မှာကျွန်တော်တို့ကနေ့လယ်12နာရီတနာရီလောက်ရောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုတယ်ကနေ check out လုပ်ပြီးတော့ကျွန်တော်တို့နောက်ထပ်Emerald Sea Resort ပေါ့နော်အဲ့ဟိုတယ်ကို
ကျွန်တော်တို့ကအခန်းယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့ဟိုတယ်ကိုတန်းသွားပါတယ်တုတ်တုတ်လေးနဲ့ဟိုတယ်ကနေပြီးတော့ဟိုတယ် ACT ကိုလာကြိုပေးပါတယ်အဲ့တော့ကျွန်တော်တို့ကမနက် boat trip မသွားခင်နေရပစ္စည်းတွေကိုတင်ပြီးတော့ခန်းထဲမှာထားခဲ့လိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ boat trip ကနေပြန်လာတဲ့အချိန်မှာပစ္စည်းတွေကိုခါရဲတည်ပြီးတော့ Emerald Sea Resort ကနေပြီးတော့လာခေါ်တဲ့တုတ်တုတ်လေးနဲ့ကျွန်တော်တို့ Emerald Sea ကိုတန်းပြီးသွားပါတယ်Emerald Sea ကတော့အရန် service ကောင်းတယ်ပေါ့နော်ကျွန်တော်ရောက်ခရဲကကျွန်တော် boat trip ကနေပြန်လာတာကိုပင်မသမျှအားလုံးပြပြသွားအောင်ကျွန်တော်တို့တမယာရီလေးတိုက်ပါတယ်ပြီးတော့ကျွန်တော်တို့အခန်းကိုကျွန်တော်တို့ခေါ်ပါပေးပါတယ်ကျွန်တော်တို့ကဘင်္ဂလိုမဟုတ်ဘဲနဲ့ဘေဒင်တိုက်မှာပဲတဲလိုက်တာဖြစ်ပါတယ်ဒီဟိုတယ်မှာကဒီအခန်းကိုတဲ့ကိုအခန်းရှေ့ကနေလဲဒီလိုဝင်လို့ရသလိုအခန်းကိုဒီညာဘက်တကားကနေပြီးတော့လဲဖွင့်ပြီးဝင်လိုက်ရင်ဒီရှုကန်ထဲကိုတန်းရောက်ပါတယ်ဒီတဲတွေပါတွေမပေအောင်ပေါ့နော်အဲ့ဒါလေးကလည်းအရန်အဆင်ပြေပါတယ်ဒီ Emerald Sea အခန်းတွေကအရန်အဆင်ပြေရပေါ့နော်လှလဲလှရပေါ့နော်ဒါကတော့ကျွန်တော်မှာ boat trip ကနေပြန်လာပြီးတော့ရေတွေလည်းတကူလုံးဆူရွှဲနေတာပေါ့နော်ရေကူးလာခဲ့ရမလဲရသေးဘူးပေါ့နော်ကျွန်တော်ဘတ်တက်လေးလည်းပါတယ်ရေချိုးကန်းလေးကလည်းကျဲပေါ့နော်ပြီးတော့ဒီဟိုတယ်မှာကဒီရေချိုးကန်းတဲမာတွေကိုဒီ conditioner တွေ shampoo တွေ shower cream တွေ lotion တွေ၄မျိုးတောင်ထည့်ပေးထားရပေါ့နော်အခန်းလည်းအရန်ကျယ်ပြီး decoration လေးတွေကလည်းအရန်လှပါတယ်ပြီးတော့ဒီဟိုတယ်မှာ spa service တွေလည်းရတယ် spa အခန်းထဲထိလည်းခေါ်လို့ရတယ်သူတို့ရှိမှရှိရ spa ကိုလည်းတွားလို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာ sky net တွေပါလည်းကြည့်လို့ရတယ်ပြီးတော့အခန်းတိုင်းမှာဒီလို warranty လေးတွေထည့်ပေးထားရပေါ့နော်ဒါကတော့ကျွန်တော်တို့အောက်ထပ်မလို့ပေါ့နော်ဒီအပေါ်ထပ်မှာဆိုရင်ပိုလှရပေါ့နော်ဒီ warranty နေထွက်ပြီးတော့လည်းဒီဘယ်ဘက်ကိုလမ်းပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီပင်လယ်ကြီးကိုတစ်ခါတည်းမြင်ရတယ်ပေါ့နော်ဒါကတော့ဒီ room tour လေးလုပ်ပေးရပါဘောเนาะဒါ Emerald Sea Resort ငွေဆောင်ဖြစ်ပါတယ်ဟိုတယ် ACE ရတော့ပုံမှန်ပဲပေါ့เนาะအရင်ဘာမှ trade to မရှိလို့ကျွန်တော်ရိုက်ပြထားခြင်းမရှိပါဘူးပြီးတော့ဒီဟိုတယ်မှာဒီ garden ကလည်းအရင်ကျယ်ပေါ့เนาะပြီးတော့ဒီဟိုတယ်ကနေပြီးတော့ထွက်ချင်းပင်လယ်ရုပ်မြင်ရတဲ့နေရာပြီးဟိုတယ်ကနေထွက်ချင်းနားမှာလည်းဒီအိတ်လို့ရတဲ့အိတ်ရာလေးတွေပေါ့เนาะဘတ်လေးလည်းထည့်ပေးထားရပေါ့เนาะဒီဟိုတယ်မှာကဓပုံရိုက်စရာ spot လေးအများများရပေါ့နော်ပြီးတော့ဒီဟိုတယ်ထိတ်နာမှာပေါ့နော်ဒီကန်ဆက်ထိတ်နာမှာလည်းသူတို့ကဘားလေးလည်းရှိရပေါ့နော်ညဘက်ဆိုရင်ဒီဘားမှာဘီယာတွေအရက်တွေခေါက်တေးတွေလည်းမှာပြီးတောက်လို့ရရပေါ့နော် Emerald Sea ရဲ့ရေကူးကန်ကတော့ Infinity Pool မဟုတ်ဘူးသူက restaurant နားမှာရှိရယ် restaurant ကသူကလည်း garden ထဲမှာပဲ pool ကလည်း garden ထဲမှာပဲတကယ်လို့ပင်လယ်ကြီးကိုကြည့်ပြီးတော့ဘီယာတောက်ချင်တာလို့ပေါ့ဆိုရင်တော့ကန်ဆက်ကဘားလေးမှာတောက်လို့ရပါတယ်boat trip တွေလည်းတွားပြီးသွားပြီကျွန်တော်တို့ပြီးတော့ hotel လေးလည်းပြောင်းလာပြီဆိုတော့ဒီ hotel လေးမှာကျွန်တော်တို့ AACC ပဲ relax နားယူလိုက်ပါတယ်ဘယ်မှမသွားတော့ဘဲနဲ့ဒီတနေ့ကိုနားယူပြီးတော့နောက်နေ့မနက်12နာရီလောက်မှာတော့ကျွန်တော်တို့ကားလာခေါ်ပြီးတော့ကျွန်တော်ရန်ကုန်ပြန်ကြပါတယ်ဆက်ပြီးသွားဒါကတော့နောက်နေ့မနက် Emerald Sea ရဲ့ breakfast ပေါ့နော် breakfast အရင်စုံလုံးအကြီးလို့ဘာစားလို့စားမှန်းတော့မသိဘူးလမ်းပြောက်ခဲ့ပါတယ်စားစာတွေကအရင်စားလို့ကောင်းတယ်item တွေလည်းရွေးချယ်စရာအများကြီးပဲပြီးတော့အချိုပွဲတွေလည်းအများကြီးပဲပေါင်မီကင်ပါညာပုံမှန်ပဲပေါ့နော်ပုံမှန် hotel breakfast ပုံစံမျိုးပေါ့နော်အဲ့ပြုံမှာဒီမြန်မာမုတ်တွေပေါ့နော်မြန်မာမုတ်တွေအများကြီးပဲဒါမြန်မာမုတ်တွေလည်းအများကြီးပဲပြီးတော့ဒီပသိမ်ရောက်တာဆိုတော့ပသိမ်မွေးငါနာမည်ကြီးပေါ့နော်ဒါမွေးငါလည်း breakfast ထဲမှာပါတယ်ပေါ့နော်ဒါရောမြန်မာမုတ်တွေပေါ့နော်အချိုပွဲတွေပေါ့ကြိုက်တာစားလို့ရတယ်အဝကြိတ်လို့ရတယ်ပေါ့နော်ဒါအတီးပေါ့နော်ဖရဲတီးတို့ item တွေတော့တော်တော်စုံတယ်ဗျဒါနည်းနည်းတီးပေါ့နော်ဒါလည်းဖရဲတီးပဲပြီးတော့ဒီကောင်ဒိန်ချင်ပေါ့နော်အရင်တောက်လို့ကောင်းတယ်ဒီဒိန်ချင်လေးကပြီးတော့ဒီဟာလေးကတော့ favorite ပေါ့နော်စီထမင်းပေါ့နော်မစားတာလည်းအရင်ကြာနေပြီးတော့ထိုးထားတာလည်း share ပဲအဲ့တော့ Emerald Sea ရဲ့ breakfast လေးကိုစားပြီးတော့ကျွန်တော်တို့ AC နားနေပြီးတော့7နာရီ12နာရီဝန်းကျင်လောက်မှာကားလာခေါ်ပြီးတော့ကျွန်တော်တို့ပြန်ကုန်မြို့ကိုပြန်ခဲ့ကြပါတယ်နောက်များငွေဆောင်ရောက်ဖြစ်ခဲ့ရင်တော့ boat trip ကိုတွားပြအောင်တွားဖို့အတွက်ကျွန်တော် recommend ပေးပါတယ်9နာရီလောက်ကတွားရင်နေ့လယ်12နာရီတနာရီပြန်ရောက်ပါတယ်အချိန်3နာရီဝန်းကျင်3နာရီခွဲလောက်ပဲကြာပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like subscribe နဲ့ follow လေးလုပ်ပြီးတော့ share ပေးခဲ့ဖို့မေ့ကြနေအောင်နော်